ဒါလေးကိုမပြည့်စည်ခြင်းလို့ဘုန်းကြီးကတတိပေးတာပါနော်အဲ့ဒီတော့ရှင်းဆရာတော်ကြီးများပြောတယ်ပါစီဆရာတော်ဘုရားကြီးတို့အမြဲတမ်းနှစ်တိုင်းမွေးနေ့ပွဲလို့နှစ်တိုင်းဩဝါဒခိုင်ပွဲလို့နှစ်တိုင်းပါပြောတယ်လေကိုယ့်ရဲ့ကာယကံဝစီကံအပြစ်ကိုသူတစ်ပါးသိငိခံရအောင်သိငိခံတဲ့အဆင့်ထိအောင်ကိုကမနေရဘူးပြန်ပြောမယ်ကိုယ့်ရဲ့ကာယကံဝစီကံမနောကအပြစ်ကိုသူတစ်ပါးသိငိခံရအောင်မနေရဘူးဟောသူများအတွက်အပြစ်ကြောက်နေရမယ်ဟုတ်ကလားနေချက်နော်သူတစ်ပါးအပြစ်ကိုကိုယ်သိငိခံတဲ့ဘက်ကနေရမယ်ကိုယ့်ရဲ့အပြစ်ကိုသူတစ်ပါးသိငိခံနိုင်ပြီးထိအောင်မကျူးလွန်ရဘူးရှင်းရလားအဲ့ဒီလိုနေလိုက်ရင်အသိမြတ်ဟုတ်လားအနေတက်တော့အသိမြတ်သွားတယ်အဲ့ဒီတော့တဝါတော်ကာလမှာဟိုဆရာတော်ဟိုဓမ္မတာကဦးစီးပြီးတော့ဒီလိုတော့ဝန်တဲ့စေကျော်ဒီပြီးတော့ရှေ့ကတန်းဝန်နဲ့ဆဲအုပ်တူတွေပါဗျာဓမ္မအတန်းပေါ့နော်ဣမံဣမံဒေဝတံဝိတံတော်ကြတော့တန်ဃာတော်ပေါင်းရှင်အောင်ရှင်မြတ်နေကွာဒီလားရှင်ယောဂီသူတို့ရှင်အပေါင်းတို့ယနေ့တိုင်းပြည်သုံးပြရေးလုပ်ငန်းလေးသာရဏတော်သာရဏပြုတဲ့လုပ်ငန်းနဲ့အတူစောင့်ကိုကျူးတာပြီးတော့ဆောင်ရွက်တော့အောင်နေ့က3မိုင်ရတော့အချက်ချကြတဲ့အတွက်ဒီ3လတရားစခန်းကြီးကနှစ်ပတ်ပဲဖြစ်ဖြစ်တစ်လပဲဖြစ်ဖြစ်ပေါ့လူရင်းမျိုးတို့ရေးကြီးတယ်လို့တရားစခန်းလာဖွင့်ရတဲ့နိုင်ငံတော်အတွက်လိုအပ်တဲ့ကိစ္စတွေပြီးတော့ဆောင်ရွက်ပါမယ်ဒါလည်းအခြေအနေပြီးလို့ပြီးတော့ဆွေးနွေးလုပ်တာပေါ့ပါအားလုံးကဒီသိမ့်ပြပြီးတော့တန်းနိုင်ပါကိုနိုင်ဘက်ကနေပြီးတော့ပါဝင်ပြီးတော့ဆောင်ရွက်ခြင်းဖြစ်ပါတယ်အဲ့တော့လည်းဒါပြီးတော့လည်းကိုနိုင်တာလို့ပြောပါအခုဒီမှာလည်းဒီမှာနောက်ကျနေတော့ကိုနိုင်တဲ့ဘက်ကတန်းနိုင်တယ်လို့အစွမ်းကုန်တရားပြတာတွေရုပ်ဖတ်တာတွေပရိစိတ်တာတွေတရားထုတ်တာတွေလည်းလုပ်လို့ရပါတယ်ပြီးတော့စုပေါင်းပြီးလည်းလုပ်တာကိုစူးစမ်းဖို့ပြီးတော့အနေနဲ့သူတိုက်တွန်းအားပေးပါတယ်ပေါင်းလုပ်တတ်ဖို့ကကိုပေါင်းကျင်နိုင်တော့ပေါင်းလို့မရဘူးဒါတပြီးတော့ရှိနေလို့တရားတာနေနေတာအများပါဘူးပြတင်ပေးမှာနောက်တစ်ခုကဒီ2026 2029ဆိုရင်ဒီမှာပဲဖြစ်ဖြစ်2029 28ပေါ့ဒါတော့နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီးတော့တဘာတရားရေးတာပညာရေးစနစ်လာပါမယ်အဲ့ပညာရေးစနစ်ထဲမှာဒါတဘာတရားရေးတာရဲ့ဒီမှတ်တမ်းတွေပေါ့နော်ဒီလိုမျိုးဒိုင်ယာကြီးတွေကဒါတွေကသင်ခန်းစာတွေဖြစ်သွားတယ်သင်ရိုးညွှန်းတမ်းတွေဖြစ်သွားပါလိမ့်ဒီချင်းလေးမှာစိုင်းလေးခူးလိုမျိုးပဲဖြစ်ပါတယ်အဲ့ဒီသင်ရိုးညွှန်းတမ်းတွေကိုလည်းလက်ခံပြီးတော့သင်တယ်လို့ပေါ့ပြီးတော့တရားစာတွေကိုလည်းသင်ရိုးညွှန်းတမ်းဖြစ်သင်တယ်လို့အစိုးရရဲ့ကျောင်းသင်ခန်းစာကိုလည်းသင်ရိုးညွှန်းတမ်းဖြစ်နေသင်တယ်လို့ပြီးတော့ရဲ့ကိုတွေ့နေပေါ့ဒီလောကထဲမှာပြီးတော့25နှစ်အင်းဒီမြုပ်နှံခဲ့တာပါဗျာပွင့်တော့